ချို့လူတွေက trading လုပ်တဲ့အချိန်မှာသူတို့လေ့လာထားတဲ့ indicator တွေအကုန်လုံးကိုထည့်ပြီးတော့ trade ကြပါတယ်။သူတို့ထင်တာကတော့ indicator များများသုံးရင် confirmation ကလည်းပိုသေးကြလို့ trade ပိုအောင်မယ်လို့ထင်ကြပါတယ်။ဒါပေမဲ့တကယ်တော့ indicator အများစုဟာတူညီတဲ့အရာကိုပဲတိုင်းတာပေးပါတယ်။ဈေးနှုန်းနဲ့အရှိန်ကိုတိုင်းတာပေးတာဖြစ်ပါတယ်။ indicator ပိုသုံးရင်ပိုပြီးတော့ရှုပ်ထွေးလာမယ်။ရှင်းရှင်းလင်းလင်းမြင်ရမှာမဟုတ်တော့ဘူး။ indicator ကအတိမပြုတ်ပေးရင် trader တွေက trade မလုပ်ချင်ကြပါဘူး။အတွေ့အကြုံရှိတဲ့ trader တွေဟာ indicator အများကြီးမသုံးကြပါဘူး။သူတို့ကတစ်ခုကနေနှစ်ခုလောက်ပဲသုံးကြပါတယ်။ indicator တွေဟာ trends ranges နဲ့အတက်အကျကျန်းတဲ့အချိန်မှာဘယ်လိုရွေ့နေသလဲဆိုတာကိုလေ့လာကြပါတယ်။သုံးတဲ့ indicator နည်းရင်ဆုံးဖြတ်ချက်လည်းမြန်မြန်ချနိုင်တယ်လို့ရှင်းလင်းပြီးတော့အလုပ်ပိုဖြစ်တဲ့ဆုံးဖြတ်ချက်တွေချနိုင်မှာဖြစ်ပါတယ်။ Trading မှာရှုပ်ထွေးတဲ့ indicator တွေသုံးနိုင်မှုထက်အမြတ်ရနှုန်းများတာပိုအရေးကြီးပါတယ်။ပြီးတော့တိုးတက်မှုဟာ indicator များများသုံးတတ်ခြင်းကနေမလာပါဘူး။အခြေခံတွေကိုဆရာကြကြလက်တွေ့သုံးတတ်ဖို့ပဲလိုပါတယ်။ချက်ကရိုးရှင်းတိုင်းအတွေးခေါ်ကလည်းရိုးရှင်းနေတယ်လို့မဆိုလိုပါဘူး။